ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ထို့ဗုဒ္ဓဝင်စိနထပကံတဏီတို့မဟာဗုဒ္ဓဝင်တို့တထာဂတဥရဏဓိပနီတို့ဆိုတဲ့ဗုဒ္ဓဝင်ကျမ်းစာတွေကိုဖတ်ရှုလေ့လာပြီးမြတ်စွာဘုရားအပေါ်မှာအလွန်ကြည်ညိုတဲ့တရားတရားနဲ့အစိမ့်တရားအပမေယဘုံတော်နန္ဒကံတော်နန္ဒလို့ဆိုပြီးတော့ဒီလိုဂုဏ်ကြီးတွေလွှမ်းမိုးထားပြီးတော့ဘုရားကိုကြည်ညိုကြတယ်မှန်ပါတယ်မြတ်စွာဘုရားမှာဘုံတော်အနန္တကံတော်အနန္တရှိတယ်ဆိုတာဟုတ်တယ်သို့တော့ဘုရားဟာတကူတော်အနန္တရှိသည့်အတွက်ကြောင့်အရာခတ်သိမ်းကိုအလွယ်တကူမပင်မပန်းပြီးသွားတယ်လို့လူတွေရဲ့စိတ်ထဲမှာထင်မှတ်နေရင်တော့မှန်ကန်မှုမရှိဘူးပေါ့လောကမှာမြတ်စွာဘုရားဟာဘလောက်အလုံးလုံးရတယ်ဆိုတာကိုသိစေခြင်းလို့ဘုန်းကြီးတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်ဆိုတာကိုဒီကနေ့ကစပြီးပိုင်း1ပိုင်း2ဆိုတာလို့မြတ်စွာဘုရားတက်တော်80ပြည့်လို့ပြိဋိဘံစံဃန်းထိအောင်အချင်းချုပ်အနှစ်ထုတ်ပြီးတော့ဘုရားဝင်ကိုထိုထုသုတ်တန်တွေကနေထုတ်လုပ်ပြီးတော့ဟောကြားဖို့ရည်မှန်းထားတာပါဖြစ်ပါတယ်မြတ်စွာဘုရားဟာဣစရိယမနုဿအံ့ဩပဲကောင်းတဲ့လူသားတစ်ယောက်ဆိုတာမှန်တယ်သို့တော့လူသားတစ်ယောက်ဆိုတာလူသားရဲ့အခက်ခဲတွေဘလောက်ကြုံတွေ့ခဲ့တယ်ထိုအခက်ခဲတွေကိုကြိုးပမ်းအထောက်မှုအမျှော်အမြင်ရှိမှုတွေနဲ့ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာတွေကိုသိရှိဖို့လိုအပ်တယ်ပေါ့အနုဆိုလို့ရှိရင်အုံဖမန္တမန်းပြီးရာခသိမ့်ပြီးသွားတယ်လို့တချို့ကထင်နေကောင်းထင်နေလိမ့်မယ်ကဘာမှာအလုံးလုံးဆုံးပုဂ္ဂိုလ်ကိုဖော်ပြပါဆိုလို့ရှိရင်မြတ်ဗုဒ္ဓပဲဖြစ်ပါတယ်ဒီလောက်ကြီးမားတဲ့စွမ်းအားတွေရှိနေတဲ့ပုဂ္ဂိုလ်တူဟာဘလောက်အလုံးလုံးခဲ့ရတယ်ဆိုတာတွေကိုအားကြအတူယူကြည်ညိုပြီးတော့ဘုန်းကြီးတို့ဘဝမှာအများကောင်းကျိုးကိုကြိုးစားအထောက်ကြဖို့ဒီလိုကြိုးစားအထောက်မှသာလျှင်မြတ်စွာဘုရားကိုကြည်ညိုပူဇော်ရလဲရောက်တယ်ပေါ့ဘုရားဟာမြတ်ဗုဒ္ဓဟာဘလောက်အလုံးလုံးခဲ့တယ်ဆိုတာလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုတာကိုနာယူပြီးတဲ့အခါမှာထိုက်တန်တဲ့လောက်တော့သိရှိကြရမှာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဘုရားဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကတကယ်ပဲလောကအလယ်မှာပေါ်ပေါက်ခဲ့တဲ့လူသားတဦးပဲဖြစ်ပါတယ်လူသားတဦးဆိုပေမဲ့တာမန်လူသားတဦးတော့မဟုတ်ဘူးအသိဉာဏ်မြင့်မားရုပ်ဆင်းအင်္ဂါအဖြစ်ထူးခြားပြီးအလွန်ကြိုးစားတဲ့စွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ပဲဖြစ်ပါတယ်တာမန်လူသားတော့မဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်သုံးတဲ့စကားလုံးကဣစရိယမနုဿတဲ့အံ့ဘွယ်လူသားလို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကိုယ်တိုင်ပြောခဲ့တဲ့မိန့်ကြားခဲ့တဲ့စကားလေးရှိတယ်ပေါ့အံ့ဘွယ်လူသားမြတ်ဘုရားဆိုပြီးတော့ဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်တော့ရှိတယ်ပေါ့နော်မြတ်စွာဘုရားရဲ့အထုပ္ပတ္တိလို့ပြောခြင်းပြောဗုဒ္ဓဝန္တဘုရားအနွယ်အဆက်တွေရဲ့အကြောင်းကိုရေးထားတဲ့ဗုဒ္ဓဝင်ဆိုတာမြန်မာပြည်မှာတော့ဗုဒ္ဓဝင်ဆိုတဲ့နာမည်နဲ့ဗုဒ္ဓတွေရဲ့အစဉ်အဆက်တွေကိုရေးဖော်ပြထားတာရေးသားဖော်ပြထားတာတွေရှိတယ်ဂေါတမဗုဒ္ဓဝင်လို့ဆိုတဲ့မဟာဗုဒ္ဓဝင်နဲ့အခန်းတစ်ခန်းကြည့်မယ်ဆိုရင်တကယ်တော့ဂေါတမဗုဒ္ဓရဲ့အထုပ္ပတ္တိပါပဲအဲ့ဒီဂေါတမဗုဒ္ဓရဲ့အထုပ္ပတ္တိကိုပြီးပြီးစုံစုံသိဖို့ဆိုတာပိဋကတ်သုံးပုံတည်းကအတော်ကိုမှွေနောက်ပြီးချိနိုင်မှကြည့်ဖို့လိုအပ်တယ်ပေါ့ဘုန်းကြီးတို့အခုဟောမဲ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုတာမိမိတတ်ဆွမ်းသမျှထိုထိုသုတ်တန်တွေမှာပါတဲ့မြတ်ဗုဒ္ဓရဲ့စကားလုံးတွေကိုယူပြီးတော့ဗုဒ္ဓရဲ့ရုပ်ပုံလွှာပေါ်အောင်ကြိုးစား
မှဖြစ်ပါတယ်သို့တော့ရုပ်ပုံလွှာပေါ်အောင်ဖော်တဲ့နေရာမှာတော့တကယ်မြတ်စွာဘုရားရဲ့ရုပ်ပုံလွှာအပြည့်အစုံတော့ဖော်နိုင်စွမ်းရှိမှာမဟုတ်ပါဘူးဟိုတစဒီတစမြတ်ဗုဒ္ဓရဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တန်တွေကနေဆွဲနှုတ်ပြီးတော့မြတ်စွာဘုရားဟာဘယ်လိုအခက်အခဲတွေကြုံခဲ့တယ်အခက်အခဲကြုံတဲ့အခါမှာဘယ်လိုစိတ်နေသဘောထားဘယ်လိုရှိတယ်စိတ်ဓာတ်ဘယ်လိုခိုင်မာတယ်ဘလောက်ကြီးမားတယ်ဆိုတာတွေကိုဘုန်းကြီးတို့တွေသိရှိနားလည်ပြီးမြတ်ဗုဒ္ဓကိုတကယ်အလုံးလုံးတဲ့ပုဂ္ဂိုလ်တူတယောက်ပုဂ္ဂိုလ်တူအနေနဲ့ကြီးညိုဖို့အနန္တတကုရှင်ဆိုတာလူတွေကအရာခတ်သိမ်းဖြစ်နိုင်တယ်လို့ပဲဒီလိုတွက်ပြီးတော့မြတ်စွာဘုရားကိုအနန္တတကုရှင်လို့ယူဆလာလို့ရှိရင်မြတ်စွာဘုရားကိုကိုးကွယ်ရင်လည်းကိုယ်မှဒီအကျိုးသက်ရောက်မှုတကူတွေရလိမ့်မယ်လို့ယုံကြည်နေလို့ရှိရင်ဒီလူတွေဟာလူပြင်းနေဖြစ်သွားမှာပဲမြတ်စွာဘုရားကိုယ်တိုင်တောင်အလွန်ကြိုးစားခဲ့တယ်ဆိုတာကိုကြည့်ရှိသိရှိနားလည်ကြိုးစားပြီးကိုယ်တိုင်လည်းပဲဘဝခရီးမှာကြိုးစားအထောက်ကြရမယ်ဆိုတာကိုသဘောပေါက်ဖို့ပါနော်အေးဒါကြောင့်လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းရဲ့ဆိုတာကြိုးပမ်းတယ်ဆိုတဲ့အခါမှာစွန့်လွတ်မှုဆိုတာရှိရမြန်မာစကားမှာစွန့်လွတ်တယ်ဆိုတာစာကသို့မဟုတ်ပြည့်ပြည့်စုံတဲ့စကားတစ်ခုစွန့်လွတ်မှုကိုဗာနဲ့တွဲဖက်ပြီးသုံးလေးရှိကြတော့ဆိုအနစ်နာခံမှုဆိုတာ ਨੇ တွဲဖက်ပြီးသုံးကြတယ်နစ်နာတယ်ဆိုတဲ့စကားလုံးကဗာနဲ့တွဲဖက်လာတော့ဆိုဆုံးရှုံးတယ်ဆိုတာတွဲဖက်လာတယ်အဲ့တော့တခါတည်းနစ်နာတယ်ဆိုတဲ့စကားလုံးကဆုံးရှုံးတယ်ဆိုတဲ့အဓိပ္ပာယ်ဆောင်တယ်ပေါ့ဒါကြောင့်မို့သူများအတွက်အနစ်နာခံတယ်ဆိုတာမဟုတ်ဘူးစွန့်လွတ်တယ်လို့ပဲပြောရစွန့်လွတ်တယ်ဆိုတာကိုရနိုင်တဲ့အခွင့်အရေးတစ်ခုကိုစွန့်လွတ်တယ်အဲ့ဒီစွန့်လွတ်ပြီးအများအကျိုးကိုဆောင်ရွက်တယ်လို့ဆိုမှပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်ပေါ့အနစ်နာခံတယ်ဆိုကိုကတော့နစ်နာသွားတယ်တစ်ဖက်ကပဲကြီးပွားသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသွားဆောင်တတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းဆိုတာကိုသာမှတ်သားပြီးအနစ်နာခံခြင်းဆိုတာမဖြစ်သင့်ဘူးဒီလိုယူဆဘာကြောင့်လဲဆိုအေးနစ်နာတယ်ကွာဆုံးရှုံးတယ်ကွာနဲ့ပြောတဲ့စကားတွေဟာလူတယောက်ဆုပ်ယုပ်ပြပြသွားတဲ့အဓိပ္ပာယ်ကိုဖော်ပြတာတွေဖြစ်တယ်ပေါ့ဘုရားလောင်းတော်ကဒီလိုဆုပ်ယုပ်ပြပြသွားတာမဟုတ်ဘူးစွန့်လွတ်တာနော်စွန့်လွတ်ပြီးတော့ကြီးပွားတိုးတက်လာတာဒီလိုပဲဖြစ်ရစွန့်လွတ်နိုင်တယ်စွန့်လွတ်တာဆိုတာလောကလူတွေကိုယ့်ကိုယ်စဉ်းစားကြည့်လောကသားတွေအတွက်ငါဘယ်လောက်စွန့်လွတ်နိုင်မလဲကိုယ့်အကိုမေးကြည့်တဲ့အခါစွန့်လွတ်နိုင်မှုဆိုတာအမြဲတမ်းနည်းပါတယ်ချမ်းသာဒုက္ခကိုလည်းမစွန့်လွတ်နိုင်ဘူးပစ္စည်းဥစ္စာကိုလည်းမစွန့်လွတ်နိုင်ဘူးအခွင့်အရေးကိုလည်းမစွန့်လွတ်နိုင်ဘူးယာတုဂုံသိစီစိန်ဥစ္စာဆိုတာကိုလည်းမစွန့်လွတ်နိုင်ဘူးကိုရထားတာလေးတွေဆုပ်ကင်ထားပြီးဒီတဲ့ဒီတိုးတက်ဖို့သာလူတွေကြိုးစားနေကြတာအများအတွက်စွန့်လွတ်တယ်ဆိုတာအမြဲတမ်းနေပါတယ်ပေါ့ဘုရားလောင်းနေကြတော့ဒီလိုမဟုတ်ဘူးစွန့်လွတ်တယ်ကဲစွန့်လွတ်မှုလေးနဲ့ပတ်သက်ပြီးအဓိပ္ပာယ်ထင်ရှားအောင်ဘုရားစုပန်တဲ့သူမိတာယသိတ်လေးရဲ့စွန့်လွတ်မှုကိုကြည့်ရအောင်သူဟာတထေးသားပဲအမြဲတမ်းချမ်းသာကြွယ်ဝတယ်အမြဲတမ်းချမ်းသာကြွယ်ဝတဲ့ပစ္စည်းဥစ္စာတွေကိုသူစွန့်လွတ်လိုက်တယ်ဒီစွန့်လွတ်တာကမဆမ်းဘူးလို့ပြောရမယ်စွန့်လွတ်လိုက်ပြီစွန့်လွတ်ပြီးတော့သူဘာလုပ်တယ်ငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုတည်ဆောက်တယ်ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်ပြီးငြိမ်းချမ်းတဲ့ဘဝကိုရယူတယ်ဒါကစွန့်လွတ်မှုတစ်ခုအဲ့ဒီစွန့်လွတ်မှုဟာတမန်အပြင်ကြည့်ရင်တိတ်မကြီးကျယ်သေးဘူးဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားစီကတရားနာပြီးနိဗ္ဗာန်ချမ်းသာကိုရမယ်ဆိုလို့ရှိရင်တန်တရားဝကလွတ်ဖို့ဒီဘဝမှာသူ့မှာအရေးချင်းတွေအပြည့်အဝရှိတယ်ဘုရားတရားတော်ကိုနာပြီးတော့တပိခံလိုက်တာနဲ့သစ္စာလေးပါးကိုသိပြီးယဟန္တာဖြစ်သွားနိုင်တယ်အဲ့ဒါလိုယဟန္တာဖြစ်နိုင်တဲ့အနေအထားရှိရတဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခကိုမယူသေးပဲနဲ့
တန်တရားဝဆင်းရဲတဲ့မှာဆင်းရဲခြင်းဆင်းရဲပါစေတရားတွေအကျိုးအတွက်ငါအလုံးလုံးအောင်မယ်ဆိုပြီးရလာတဲ့အင်မတန်ကြီးမားတဲ့ဆုလက်ကြီးတစ်ခုကိုဆွန့်လွတ်လိုက်တယ်ယန္တာဖြစ်နိုင်တဲ့အနေအထားကြီးတစ်ခုကိုဆွန့်လွတ်တယ်ဆိုတာအင်မတန်ကြီးမားတဲ့ဆွန့်လွတ်မှုခေါ်တယ်နော်ယန္တာဖြစ်ပြီးတော့တန်တရားဝကလွတ်နိုင်တဲ့အခွင့်အရေးကြီးတစ်ခုလုံးတောင်မှပဲဆွန့်လွတ်ပြီးတော့ဘုရားဖြစ်သူရောက်ပြီးမှတရားတွေအကျိုးတည်ဖို့ပြီးတော့မှနိဗ္ဗာန်ဝင်မယ်ဆိုတဲ့ဒီဆွန့်လွတ်မှုကအလွန်ကြီးမားတဲ့ဆွန့်လွတ်မှုဖြစ်တယ်အဲ့ဒီလိုဆွန့်လွတ်မှုကိုရည်စွန်းပြီးတော့ကရုဏာနိဒာနာသဗ္ဗေပိဗုဒ္ဓဂုဏဘုရားသခင်ကိုယ်တော်မြတ်တွေရဲ့အယည်ချင်းတွေထဲမှာထိုအယည်ချင်းတွေရဲ့အခြေခံအကြောင်းရင်းကဘာလို့လဲလို့ဆိုရင်ကရုဏာတရားပဲလို့ဒီလိုပြောကြတာပေါ့စာပေကျမ်းဂန်မှာဒီလိုဆိုတာအများကျိုးလုပ်မယ်ဆိုတာကရုဏာပဲအများကျိုးလုပ်မယ်ကိုတယောက်တည်းအခွင့်အရေးမယူဘူးကိုရလာတဲ့အခွင့်အရေးတစ်ခုဆွန့်လွတ်လိုက်တယ်ဘု து အတွက်ဆွန့်လွတ်တာလဲလောကသားတွေအတွက်ဆွန့်လွတ်တယ်လောကသားလို့ဆိုတဲ့နေရာမှာလူသားတွေဒါမကဘူးတရားအလုံးကိုဆွန့်လွတ်တယ်ပေါ့အဲ့ဒီတရားအလုံးရဲ့အကျိုးစီးပွားအတွက်ဘုရားလောင်းတော်ဟာသူ့ဗေဒဘဝကနေစပြီးတော့ဆွန့်လွတ်မှုတွေနဲ့လာခဲ့တာတဲ့နောက်ဆုံးမှာဒါနကောင်းမှုလုပ်တဲ့အချိန်မှာပြင်ပစည်းစိမ်ဥစ္စာတွေကိုဆွန့်လွတ်တယ်ယာဓုခုံသိမ်းစည်းစိမ်ဥစ္စာအခွင့်အရေးတွေအလုံးကိုဆွန့်လွတ်တယ်မှာကိုယ့်ရဲ့အသက်တောင်မှဆွန့်လွတ်တယ်ဟောဆွန့်လွတ်မှုတွေနဲ့လာခဲ့တာအဲ့ဒါလို့ဆွန့်လွတ်တာအလဟတဆွန့်လွတ်တာလားလို့ဆိုမဟုတ်ဘူးမေတ္တာနဲ့ကရုဏာနဲ့အများအတွက်ဆောင်ရွက်ဖို့ဆွန့်လွတ်တာဒီလိုဆွန့်လွတ်တာအဲ့ဒါကိုတစ်ဖက်ကပြောမယ်ဆိုရင်အနစ်နာခံတယ်လို့ပြောလိုက်ပဲဆိုလို့ရှိရင်မြတ်စွာဘုရားအလောင်းဟာဘာမှမကြည်ပွားပဲနဲ့တက်တက်အနစ်နာခံပြီးဆုံးရှုံးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဆောင်းသွားနိုင်တယ်ပေါ့အဲ့ဒီလိုသူများအတွက်အနစ်နာခံတယ်လို့ဒီလိုအဓိပ္ပာယ်မရဘူးသူများအတွက်ဆွန့်လွတ်တယ်ဆွန့်လွတ်လိုက်တာဆွန့်လွတ်လိုက်ခြင်းဖြင့်ရလာတဲ့ဒီတစ်ခုကိုဆွန့်လွတ်လိုက်ရင်နောက်တစ်ခုရလာအဲ့ဒီရလာတာဟာတကယ်ကိုထူးမြတ်တဲ့အရာကိုရတယ်လောကလူသားတွေကနှစ်သက်တာယာတုဂုံသိစည်းစိမ်ဥစ္စာကိုမြတ်နိုးတယ်ချမ်းသာဒုက္ခကိုမြတ်နိုးတယ်ဒါကိုတန်ဖိုးထားတယ်ဘုရားအလောင်းကြတော့အဲ့ဓာတွေကိုတန်ဖိုးလို့မတွက်ဘူးဘာကိုတန်ဖိုးလို့တွက်ထုံဆိုအတိညာဏ်ကိုတန်ဖိုးလို့တွက်တယ်အတိညာဏ်ရဖို့အတွက်ဆိုရင်အလုံးကိုဆွန့်လွတ်တယ်ဒီလိုအဓိပ္ပာယ်ရဒါနစ်နာခန္ဓာမဟုတ်ဘူးနော်ဆုံးရှုံးသွားတာမဟုတ်ဘူးသို့တော်လူသားတွေအနေနဲ့တော့ဟာနစ်နာလိုက်တာဆုံးရှုံးလိုက်တာနဲ့ထင်ကောင်းထင်လိမ့်မယ်ဘုရားလောင်းရဲ့ဒီဆွန့်လွတ်မှုဆိုတာဒီတဲ့အဖို့တန်တာကိုရယူသွားတာပဲလို့ဒီလိုပြောအဲ့တော့ဆွန့်လွတ်ပြီးပါရမီကုသိုလ်တွေကိုရလာကဲနောက်ဆုံးပိတ်ဘဝကိုကြည့်ရနောက်ဆုံးပိတ်ဘဝမှာထူးထူးခြားခြားလေးတွေဖတ်ချင်တော့မဟာဗုဒ္ဓဝင်ကဇာလန်းတွေကိုဖတ်ဖို့များအဖြစ်လည်းသိကြတယ်ပေါ့ဘုန်းကြီးတို့ကမြတ်စွာဘုရားဗုဒ္ဓဘလောက်ကြိုးပမ်းအထုတ်တယ်ဆိုတဲ့သရုပ်ပေါ်ယုံလောက်ပဲဟောမှာပါနော်ကြိုးပမ်းအထုတ်မှုတွေကိုဥတည်ပြီးတော့ဟောတာဖြစ်တယ်ဗုဒ္ဓဝင်ကံကိုအခြေချက်ပြီးတော့ပြောမှာမဟုတ်ပါဘူးအလုံးသိကြတဲ့အတိုင်းနောက်ဆုံးဘဝမှာကပိလုမြို့ကလေးစုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုရဲ့မြို့ကလေးကစုပေါင်းအုပ်ချုပ်တဲ့ဘုရင်တွေထဲမှာအကြီးအကဲဖြစ်တဲ့သုတ္တရဏမင်းဟာခမည်းတော်ဖြစ်ပြီးတော့မေတော်မာယာကမေတော်ဖြစ်တယ်သုတ္တရဏမင်းနဲ့မေတော်မာယာတို့ရဲ့သားအဲ့တော့ဘုရားဆောဘုရားရဲ့ဇာတိဒေတာကဘယ်နားမှာရှိတယ်လဲ
ဘယ်လိုအခြေအနေရှိတယ်လဲမျိုးရိုးကဘာလဲလို့သိချင်မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားအတိုင်းမှတ်သားကြည့်ကြရအောင်ဘုရားဝင်ထဲမှာရေးတာကတက္ကရာတွေမှာပါတဲ့စကားနဲ့ရေးထားတာနော်အခုမြတ်စွာဘုရားကိုယ်တိုင်တုတ်တော်ကထုတ်ဖော်ပြောတဲ့သူ့ရဲ့မျိုးရိုးဇာတိဒေတာကိုတောထွက်လာတဲ့အခါကျတော့ဗိဗိဓာရမင်းကြီးကိုပြောပြခဲ့တဲ့ပပိစ္ဆာသုတ်တံဆိုတာရှိတယ်အဲ့ဒီပပိစ္ဆာသုတ်မှာမြတ်စွာဘုရားကသူ့ရဲ့ဇာတိဒေတာနဲ့မျိုးရိုးဖော်ပြခဲ့တာရှိတယ်ဗိဗိဓာရမင်းကအမတမထူးခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့ပထမဆုံးတွေးလိုက်တဲ့အခါမှာဘယ်နေရာမှာသူစပြီးတော့ဖျားလောင်းနဲ့စုံလုံးလို့ဆိုတော့ပန္ဒဝတောင်ခြေမှာဖျားလောင်းနဲ့သွားပြီးတော့တွေးဆုံတယ်အဲ့ဒီတွေးဆုံတဲ့အခါမှာမေးတာဘယ်ကလာတာလဲဘာလူမျိုးလဲဘယ်အရသားလဲပေါ့ဒါထုံးစံတိုင်းမေးတာမေးတော့ဖျားအလောင်းတော်ကအဲ့တုန်းကဘာပြောခဲ့တယ်လို့ဆိုဥစုံစနဝတောရာဇဟိမဝန္တတပတ္တတောသူဒေတာဟိမဝန္တတောင်ခြေမှာရှိပါတယ်တဲ့ဟောဒီကနေဖြောင်းပြောက်မြောက်ဖက်အရဟိမဝန္တတောင်ခြေမှာရှိတဲ့တိုင်းပြည်ဒေတာဟာသူ့ရဲ့ဇာတိဒေတာပါပဲလို့ပြောဇာတိဒေတာမှာအခြေအနေတစ်ခုကိုဖော်ပြတဲ့အခါမှာဒနဝီရိယေနတံပံသောကောသလေတုနိခေတိနောကောသလတိုင်းကထင်ရှားတဲ့မျိုးရိုးတစ်ခုကောသလတိုင်းရဲ့ထိတ်တန်းမျိုးရိုးကပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်လုံလဝိရိယလည်းအမတန်ကြီးမားတယ်ဒနဝီရိယပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်ကျိုးပန်းအထောက်မှုလုံလဝိရိယပြင်းထန်တဲ့လူမျိုးတွေကပါလို့ဒီလိုပြောတာเนาะအဲ့ဒီနေရာမှာထူးထူးခြားခြားပြောတဲ့စကားလေးကကောသလေတုနိကေတိနောကောသလတိုင်းသားပဲသူကကောသလတိုင်းထဲမှာထူးခြားထင်ရှားတဲ့လူမျိုးကနေပြီးတော့ပေါက်ဖွာလာတဲ့ပုဂ္ဂိုလ်တူထိတ်တန်းမျိုးရိုးထဲမှာပါတယ်ထင်ရှားတဲ့ထိတ်တန်းမျိုးရိုးထဲမှာပါတယ်ဆိုအဲ့တော့ကောသလတိုင်းတက္ကတိုင်းဆိုတာကောသလတိုင်းထဲမှာဝင်နေပေါ့ပါဝင်ကောသလတိုင်းကြီးကအမြဲတမ်းကျဲတာကိုကာတိတိုင်းကောသလတိုင်းတဏ္ဍတိုင်းကိုအုပ်စိုးတဲ့လူကပတိနေရီကောသလမင်းကြီးပေါ့နောက်ပိုင်းတော့မဟာကောသလမင်းကြီးအဲ့တော့တက္ကတိုင်းဆိုတာကောသလတိုင်းတွေကနယ်လေးတစ်နယ်လို့ဒီလိုသတ်မှတ်ရဒီလိုသိရမြတ်စွာဘုရားကိုကြည်ညိုလွန်းတဲ့အခါကျတော့မြတ်စွာဘုရားရဲ့မျိုးရိုးဟာမြတ်စွာဘုရားရဲ့ခမည်းတော်သုတ်တော်ရဏမင်းကြီးဟာကောသလမင်းကြီးတဲ့ယာရုအာဏာကြီးမားတယ်လို့ထင်ကောင်းထင်လိမ့်မယ်တကယ်ကတော့ကောသလမင်းကြီးတော့ယာရုအာဏာမရှိဘူးပြောရမယ်ဆိုရင်မြန်မာရာဇဝင်မှာကြည့်မယ်ဆိုလို့ရှိရင်ဘယင်းနောင်တို့အနောယထာတို့ဘယင်းနောင်တို့နော်အလောင်းဖရာတို့တနိုင်ငံလုံးကိုအုပ်ချုပ်တဲ့မြန်မာဧရိယာကြီးတစ်ခုလုံးကိုအုပ်ချုပ်တဲ့မင်းတွေရဲ့လက်အောက်မှာစော်ဘွားတွေတို့မျိုးစားတွေတို့ရှိတယ်ပေါ့အဲ့ဒါလိုပဲတက္ကတိုင်းကသုတ္တရဏမင်းကြီးတို့ကပိလဝတ်ကိုအုပ်စိုးတဲ့သုတ္တရဏမင်းကြီးတို့ဆိုတာဟာကောသလမင်းကြီးရဲ့အနုယန္တလို့ခေါ်တယ်အချမ်းယံမင်းမျိုးတွေကပဲဗမာဘုရင်တွေကိုအခွန်ဆက်ပြီးတော့ကိုနေရာတော့ကိုပြည်ကိုတော့အုပ်ချုပ်လို့ရတယ်သို့တော့ဗမာဘုရင်တွေကိုအခွန်ဆက်ပြီးတော့နေရတဲ့ရှမ်းစော်ဝါးတွေလိုပဲပေါ့ဒီလိုအဓိပ္ပာယ်မျိုးရတယ်ပေါ့ဒါကြောင့်မို့ဒါမြတ်စွာဘုရားကိုယ်တိုင်သုတ်တန်တစ်ခုမှာဘလို့ပြောခဲ့တယ်လို့ဆိုကောသလမင်းကြီးဟာတဲ့ဧကရိဘယင်ဖြစ်ပေမဲ့လို့
ရဲ့မင်းမျိုးဖြစ်တဲ့ငါ့ကိုလေးစားတာစัจကြောင့်မဟုတ်ဘူးယာရုခုံသိမ်းကြောင့်မဟုတ်ဘူးစီးပွားဥစ္စာတွေကြောင့်မဟုတ်ဘူးငါဘုရားရဲ့ကိုချင်းသီလနဲ့အသိပညာကြောင့်ပဲဖြစ်တယ်လို့သုတ္တန်တစ်ခုမှာဟောထားတယ်အဲ့ဒီမှာဘာစကားကိုထည့်သုံးထားတော့ဆိုတာဂီဝင်တွေကတာဂိယမင်းတွေဟာကောသလမင်းကြီးရဲ့အနုယန္တာလို့ဒီလိုသုံးထားတဲ့စကားရှိအနုယန္တာဆိုဒီမှာခြံရံလိုက်ပါရတဲ့ဘုရင်တွေလို့အဓိပ္ပာယ်ရတယ်နော်ခြံရံလိုက်ပါရတဲ့ဘုရင်အဲ့တော့ကောသလမင်းကြီးရဲ့ကောသလတိုင်းမှာတော့ထိတ်တန်းမျိုးမျိုးမှန်တယ်သူ့နေရာနဲ့သူအုပ်စိုးတာသို့တော့ကောသလမင်းကြီးရဲ့အနာစက်ထဲမှာရှိနေတယ်ဆိုပေမဲ့လို့ကောသလမင်းကလာအုပ်ချုပ်တာတော့မဟုတ်ဘူးလာအုပ်ချုပ်တာတော့မဟုတ်ဘူးကိုယ်တိုင်းပြည်ကိုအုပ်ချုပ်နိုင်တယ်ဒါမို့တိုင်ကဝင်မင်းတွေကခဏရာဇာလို့ခေါ်တယ်စုပေါင်းအုပ်ချုပ်တဲ့မင်းတွေပေါ့တူတဲ့ဣကရိဘုရင်အနေနဲ့အုပ်ချုပ်တာမဟုတ်ဘူးအလှည့်ကျအုပ်စိုးကြတယ်ဒါကြောင့်မို့ကောသလမင်းကြီးကတက်ကတိုင်းထဲမှာသူလာခြင်းလာတာပဲလာခြင်းလာလို့ရှိရင်တိုင်ကဝင်မင်းတွေကခီးဥကျွဆိုတာကောသလမင်းကြီးကိုလေးစားကြရှိလေနောက်ပိုင်းမှာဖះနဲ့ရင်းနှီးကျင်တော့ဘာလုပ်လဲဆိုကပိလုမျိုးကမင်းသမီးတယောက်ကိုမိဖုရားဖြစ်မြောက်ချင်ဖះနဲ့အမျိုးတော်ခြင်းနဲ့ပေါ့လေအမျိုးတော်ခြင်းလို့တာဂိဝေမင်းသမီးတယောက်တောင်းတယ်တာဂိဝေနေဆိုတာအလွန်မနာကြီးတယ်လက်ထပ်ထိမ်းမြတ်မှုကိစ္စမှာအလွန်ဝန်လေးတယ်သူတို့မျိုးရိုးမတူတဲ့ပုဂ္ဂိုလ်ဘယ်တော့မှလက်ထပ်ထိမ်းမြတ်လေးမရှိဘူးအမျိုးဆောင်တာဂိဝေနော်အမျိုးကိုမတမလေးစားတယ်တာဂိဝေဖြစ်ချင်တော့အမျိုးလေးစားရလိမ့်မယ်နော်တာဂိမျိုးဟိဒုပမာဆိုပြီးတော့အမျိုးကိုမဆောင်ရင်တော့တာဂိမျိုးရဲ့အကျင့်တရားရှိမှာမဟုတ်ဘူးဟောတာဂိဝေမင်းနေဟာအင်တမအမျိုးကိုလေးစားကြတယ်မိမိတို့ကိုယ်တိုင်လည်းမျိုးမတူတဲ့လူနဲ့လက်မချက်ဘူးသူမညာကိုလည်းမျိုးမတူတဲ့ပုဂ္ဂိုလ်နဲ့မိမိတို့ရဲ့သားသမီးတွေကိုလည်းမပေးစားဘူးလို့ဆိုပါတယ်ကောသလမင်းကြီးကလာတောင်းတဲ့အခါကျတော့မပေးဘဲနေလို့မရဘူးလေမပေးရင်ပြဿနာတက်အောင်ပါအဲ့တော့မပေးဘဲနေလို့မရတဲ့အခါကျတော့စဉ်းစားကြတယ်ဆွေးနွေးကြတယ်အလုံးစုပေါင်းပြီးတိုင်ပင်ကြတဲ့အခါကျတော့အဲ့ဒီတော့ကအုပ်ချုပ်နေတဲ့အကြီးအကဲကမဟာနာမင်းလို့ခေါ်တယ်မဟာနာမရှင်နုရောဓရဲ့အကိုအရင်သူကပြောတယ်ဒီကိစ္စသူဖြေရှင်းမယ်ပေါ့သူ့အိမ်မှာအလွန်ချောမောလှပတဲ့ကျွန်မရဲ့သမီးနာဂမုံဒါဆိုတဲ့ကျွန်မနဲ့သူနဲ့ရထားတဲ့သမီးလေးတယောက်ရှိတယ်ဝါသဘခတ္တိယလို့ခေါ်တယ်အဖေကမင်းမျိုးအမေကကျွန်မျိုးအဖေမျိုးကအရေးကြီးတယ်နော်အဖေကအမျိုးမြတ်တယ်မင်းမျိုးတွေကသို့တော့အမြဲတမ်းချောမောလှပတဲ့နာဂမုံဒါကျွန်မနဲ့ဒီမဟာနန်ကြီးကသမီးလေးတယောက်ရထားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တာဂိဝင်စစ်တော့မဟုတ်ဘူးသို့တော့တာဂိဝင်ရဲ့ရင်သွေးဖြစ်နေတော့ဝါသဘခတ္တိယချောလှလှလေးဆိုတော့ဝါသဘခတ္တိယဟာမဟာနာမမင်းကြီးရဲ့သမီးပဲလို့ဆိုပြီးပေးလိုက်ရင်ကောသလကြီးကျေနပ်လောက်တယ်ဆိုပြီးတော့နော်တာဂိဝင်မင်းသမီးစစ်ကိုမပေးဘူးအဖေရောတာဂိဝင်အမေလည်းတာဂိဝင်ဆိုတာကိုမပေးဘူးတချမ်းပဲပေးလိုက်တယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ဟိုကလည်းပါတယ်လေသူတို့ကဇက်အလွန်အလေးထားတဲ့တာဂိဝင်တွေကတော့ကြာမဟုတ်တည်းကိုပေးမှဆိုရတယ်ပေါ့မင်းမျိုးမဟုတ်ဘဲနဲ့မင်းမျိုးလုပ်ပြီးတော့ပေးမှဆိုရတယ်
အဲ့တော့သူ့အဖေနဲ့ထမင်းတပွဲတည်းစားမှကျွန်နေနဲ့ဆိုမစားဘူးလေဘယ်တော့မှသူ့အဖေနဲ့ထမင်းတပွဲတည်းစားမှမင်းတို့လက်ခံရမယ်လို့အကြောင်းသိထားတယ်ကောသလကလည်းသူ့အဖေနဲ့ထမင်းတပွဲတည်းစားတာဟုတ်မဟုတ်ချိခဲ့သမီးအရင်ဟုတ်မဟုတ်ချိခဲ့ဆိုတာလာပြီးတော့ရာဇဒုတမင်းတမန်တွေကဘုရင်ကြီးမှာလိုက်တဲ့အတိုင်းကဲခတ်ကြတဲ့အခါဒါကလည်းသတင်းကြားထားတော့မာနမင်းကြီးကဟုတ်ပြီထမင်းပွဲကြီးပြင်ပြီးတဲ့အခါကျတော့ထမင်းစားမလို့လက်နိုင်နေတာသမီးလာလေအဖေနဲ့အတူတူစားရအောင်ဟိုကနာဂမုံဒါရဲ့သမီးဝါသဘခတ္တိယာကလည်းသမီးအရင်တော့အရင်ပဲပေါ့နော်မာနမမင်းကြီးစားမဲ့ထမင်းပွဲလဲထိုင်လိုက်ရောမာနမင်းကြီးကိုငကိုတည်းကဇက်တိုက်ထားတာအရှင်မင်းကြီးအရေးကြီးတဲ့စာတမ်းမှာဆိုပြီးတော့စာလေးတစ်လွှာလာကတ်တဲ့အခါနော်စာလေးတစ်လွှာလာကတ်လိုက်တဲ့အခါကျတော့ကဲသမီးစားနဲ့အဖေလှုပ်ရှားရှိသေးတယ်ဆိုထားပါဘယ်လောက်ပါတော့အဲ့တော့ဟုတ်တယ်ဘုရင်ကြီးကသူထမင်းတူတူစားနေပြီတပွဲတည်းစားတယ်ဆိုဟိုလူတွေယုံသွားပြီးတော့ဝါသဘခတ္တိယာတာဝတိပြည်ရောက်သွားတယ်ဆိုဇာလံရှိတယ်လေအဲ့ဒါလို့လှက်ွက်ကလေးနဲ့ပေးလိုက်တာအဲ့ဒီလှက်ွက်တွေကြောင့်နောက်ပိုင်းကျတော့ဝါသဘခတ္တိယာရဲ့တာဝိတ္တုပါကနေတာကဝေမင်းတွေကိုခြေမုံရေးစစ်ပွဲလုပ်ပြီးတော့အကုန်တပ်ပစ်တာလေနာကြီးချက်တွေနဲ့တပ်ပစ်တာအဲ့တော့ဒီလိုတစ်ဖက်သားကိုနာကြီးလောက်အောင်လုပ်ရက်တွေလည်းပဲမကောင်းဘူးလို့ဒီလိုပြောရမှာပေါ့သို့တော်မျိုးရိုးကိုတော့သူစောင့်ထိန်နေပေါ့ကောင်းပြီအဲ့ဒီမှာကောသလလူမျိုးတွေထဲမှာထိတ်တန်းအမျိုးနွယ်ဖြစ်ပြီးတော့ပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်ဟိမွန်တာတောင်ချေမှာနေတဲ့ပုဂ္ဂိုလ်တွေဆိုတာအေးဆေးဆေးနေလို့မရဘူးလေယာတိဥဒုဆိုတာအမှန်တမ်းအေးတာအေးတဲ့ယာတိဥဒုမှာနေတဲ့ပုဂ္ဂိုလ်တွေကဇိမ်နဲ့အိတ်နေလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအင်တမကြိုးစားအထုတ်ကြတယ်ကြိုးစားအထုတ်မှုမရှိတဲ့အရကလူတွေကဘယ်လိုတော့ဆိုရင်ဇာတိဥဒုကလည်းကောင်းတယ်အစာရည်စားလည်းကောင်းတယ်ဆိုရင်အဲ့ဒါအိတ်ပြီးစားနေကြတာဘာမလုပ်လို့မြန်မာပြည်ကလူတွေလို့ပေါ့ဟိမတာတောင်ချေကလူတွေကအလုတ်သိပ်လို့ရတယ်ဘာလို့လဲဆိုတောင်ချေဆိုတော့ဟိမတာရဲ့ဒေသကအလွန်အေးတာအလွန်အေးတော့စနိုးတွေဘာတွေကြတာတွေဘာတွေဖြစ်လာတဲ့အခါဒီစနိုးတံတွေကာဝယ်ဖို့အလွန်လိုရတယ်ခုကြည့်ဥရောပကလူတွေကြည့်ဂျာမနီတို့အင်္ဂလန်တို့ဆောင်းရာသီရောက်လို့စနိုးကြပြီဆိုလို့ရှိရင်ဒီလူတွေအေးဆေးဆေးနေလို့ဘယ်ရအောင်စနိုးတွေထဲမှာရုန်းကန်ပြီးတော့နေကြရုန်းကန်ပြီးတော့တီထွင်တယ်ဘာလို့တီထွင်တော့အသက်ရှင်မှုအတွက်သူတို့လုပ်ရတာသက်ရှင်မှုအတွက်ကြိုတင်ပြင်ဆင်ရတာဆောင်းရာသီစနိုးကြနေပြီဆိုရင်မြေပေါ်မှာအကုန်လုံးစနိုးတွေဖုံးနေတော့မျက်တောင်မှမကြံဘူးစားစရာတောက်ကြည့်တော့ဘူးစိုက်လို့ပြုတ်လို့လည်းမရဘူးဒါကြောင့်မို့လို့ကြိုတင်ပြီးတော့လုပ်ရစနိုးဆိုတာကြတဲ့အချိန်မှာတော့အလုံးစနိုးဆိုတာတွေ့ဘူးပါလိမ့်မယ်ငယ်ငယ်ကရေခဲချစ်စားတဲ့လူတွေအဲ့ဒီတဲ့နုတယ်သူကစနိုးပေါ်မှာလမ်းလျှောက်လို့အလွန်ကောင်းတယ်ဇွတ်နဲ့လမ်းလျှောက်လို့ကောင်းတယ်သို့တော်ယာတိဥဒုကရုပ်ချင်းပြောင်းသွားတတ်တယ်ဇီရိုအောင်ရောက်အေးသွားပြီဆိုလို့ရှိရင်ဟောဒီစနိုးတွေကခဲသွားတယ်ခဲသွားရင်ရေခဲတုံးကြီးလိုမှန်မြင်ကြီးလိုဖြစ်သွားပြီဒီပေါ်လမ်းလျှောက်ရင်တော့လဲမှာပဲလဲရင်တော့ပြန်ထားဖို့မကြိုးစားလိမ့်မယ်ခက်ခဲတယ်ပြန်ထားဖို့ခက်ခဲသွားအဲ့တော့ဘာလို့ရတော့ဆိုရင်စနိုးတွေကျလာပြီဆိုရင်ဒီစနိုးတွေဖယ်ရှားပစ်ဖို့ကြိုးစားကြရတယ်အဲ့ဒီနိုင်ငံတွေမှာရုန်းကန်နေရအများအားဘုန်းကြီးတို့အမေရိကန်နေတော့ဆိုရင်ဆောင်းရာသီစနိုးကြပြီဆိုရင်3 နာရီလောက်ကထပြီးတော့စနိုးရှင်းတဲ့ကားကြီးတွေတကြောင်ကြောင်မောင်းနေတာလမ်းမှာဒီစနိုးတွေကိုဖယ်ပစ်နေတာမဖယ်လို့ရေခဲတုံးကြီးတွေဖြစ်သွားပြီဆိုရင်ကားရောလူရောသွားလို့ရတော့မှာမဟုတ်တော့ကိုယ်အိမ်တကားကလည်းတကားဖွင့်လို့ရမှာမဟုတ်ဘူး
အဲ့တော့စိန်နဲ့အိတ်နေလို့မဖြစ်ဘူးတဲ့စနိုးရာဒီရောက်လာပြီဆိုလို့ရှိရင်ပေါက်ပြားတက်လက်ကင်ပြီးတော့စနိုးတွေကော်ထုတ်ရတဲ့အလုပ်ကိုလုပ်ရတယ်ပြင်းနေလို့မရဘူးလှေကားတွေပေါ်စနိုးကြလို့ရှိရင်တော့စားတွေကိုတိမ့်ထားပြီးအဲ့ဒီစားဖြူလိုက်ရင်စနိုးကအရေးပြောကြသွားတယ်လှေကားတွေပေါ်မှာလည်းရှင်းထားရတယ်အရေးကိစ္စရှိလို့ထွက်ချင်စနိုးတွေဖုံးနေလို့ရေခဲဖြစ်သွားရင်ထွက်ဖို့အမှန်တမ်းခဲနေဘောဓုတရှိအောင်ဘုန်းကြီးတို့လည်းအင်ကြီးထထဝတ်ဘိုးချနေစီးခေါင်းကိုလုံအောင်ဆောင်းအထက်ထခြေအိတ်လေးကင်ပြီးစနိုးတော့ကော်ခဲ့ရသေးတာပဲကျောင်းပေါကပိတ်နေမှာဆိုတော့နော်အဲ့တော့အဲ့ဒီကလူတွေကအမှန်တမ်းကြိုးစားကြရတယ်အဲ့ဒါကြောင့်မလို့ပြောတာဖះလောင်းကဟိမွန်တာတောင်ချေကဒီကနေကြည့်လိုက်ရင်ဖြောင်းပြောက်ဟောဒီမြောက်ထဲမှာဟိမွန်တာတောင်ချေမှာသူ့ရဲ့ဒေသရှိပါတယ်ကောသလတိုင်းတွေကထက်တန်းကြတဲ့မျိုးရိုးတစ်ခုပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်လုံလဝိရိယလည်းအမှန်တမ်းကောင်းတဲ့မျိုးရိုးကပါလို့ဒါမြတ်စွာဘုရားအလောင်းကဗိမိတရမင်းကိုဒီလိုပြောခဲ့အဲ့ဒီမှာသူဆက်ပြောတာဗာပြောတော့ဆိုအာဒိဋ္ဌာနာမခွတ်တေနတာကိယနာမဇာတိယသူအနွယ်ဟာအာဒိဋ္ဌနေမျိုးနေတွေဖြစ်ပါတယ်ဇတ်ကတော့တာကိယဇတ်ဖြတ်ပြောပါတယ်တမ္မာကုလပပ္ပစိတောနကာမိအဘိပတ္ထယေအဲ့ဒီမျိုးရိုးကနေသူသင်္ကန်းဝတ်လာတာပါတဲ့ကာမဂုဏ်အာယုန်တွေကိုသူမမျှော်မှန်းပါဘူးအလုံးကိုစွန့်လွတ်ခဲ့တာပါလို့ဟောဒီတကားအရာမြတ်စွာဘုရားအလောင်းတော်ရဲ့ဇာတိဒေတာမျိုးရိုးအကြောင်းကိုတစွန်းတစဘုန်းကြီးတို့သိခွင့်ရတယ်ပေါ့ဒါမူရင်းသုတ်တန်ကဖော်ပြတဲ့စကားလေးတစ်ခုကဲဒါဖြင့်ကောင်းပြီတာကိယနာမဇာတိယမျိုးရိုးကတာကိယပါလို့ဘာကြောင့်ပြောတာတော့ဟိမွန်တာတောင်ချေကလူမျိုးတစ်မျိုးဘာကြောင့်တာကိယလို့ခေါ်ရတယ်လဲလို့ဆိုတဲ့တာကိဝင်သမိုင်းကိုပြန်ပြီးတော့ကြည့်တဲ့အခါအဲ့ဒီသမိုင်းကြောင်းကိုဖော်ပြထားတာတော့ဒီကနေ့ကတိလက္ခဏာဝက်ကအမထတုတ်ပါတစွန်းတစပါရှိတယ်ပေါ့အဲ့ဒီကောသလတိုင်းတွေကပဲအောက်ကကဆိုတဲ့ဘုရင်ကြီးဟာအမတမဘုံတကူကြီးတယ်ဘုရင်နေဆိုတာမိဖုရားကြီးတွေဆုံးသွား၍ဖြစ်စေသူများကလာဆက်လို့ဖြစ်စေမိဖုရားငယ်ငယ်တွေနောက်ထပ်လက်ထပ်လေးရှိကြတာနောက်ဆုံးမှမိဖုရားငယ်တူသူလက်ထပ်ထိမ်းမြန်းလိုက်တဲ့အခါကျတော့အဲ့ဒီမိဖုရားငယ်ကမင်းသားငယ်ငယ်မွေးဖွားလာတဲ့အခါမှာအရင်မိဖုရားကြီးကမွေးဖွားတဲ့သားကြီးတွေရှိလာစင်မြိုင်နေဖြစ်လာစင်မြိုင်နေဖြစ်လာတော့မိဖုရားငယ်ကမွေးတဲ့ကလေးကိုသူကပိုချစ်တယ်ပိုချစ်တော့မင်းသားကြီးတွေကိုအဝေးပို့ပြစ်တာပေါ့ဒါထုံးစံပဲလူတွေစားဒီတိုင်းပဲနော်မင်းသားကြီးတွေကိုနှင်လိုက်တာဘယ်နှင်လိုက်တော့ဆိုသူသားကြီးတွေ၄ယောက်ဥက္ကမုခာတဲ့အကြီးဆုံးကဒုတိယကကရကန္တာတဲ့ကရကန္တုလို့လည်းခေါ်တယ်တတိယကဟဋ္ဌိနိကာတဲ့စတုထမင်းသားကတိနိတူရာအဲ့ဒီမင်းသားကြီးတွေကိုတိုင်းပြည်ကနေပြီးတော့ကမင်းတို့အဝေးသွားကြတို့ငါနေပြည်တော်မှာမနေချမ်းတယ်လို့ဆေလွတ်လိုက်တဲ့အခါသားကြီးတွေသမီးကြီးတွေဟာသူ့အဖေကနယ်ကိုနှင်လွှတ်လိုက်တဲ့အခါသူတို့ဘယ်သွားကြတော့ဆိုဟိမွန်တာတောင်ဘက်ကိုထွက်သွားကြဟိမွန်တာတောင်ခြေမှာရေကန်ကြီးတစ်ခုအမြဲတမ်းလှပတဲ့သဘာဝရေကန်ကြီးနားမှာကျွန်းတော်ကြီးရှိတယ်အဲ့ဒီကျွန်းတော်ကြီးထဲမှာရေကန်ဘေးမြို့တည်ကြကပိလဝမြို့ဆိုတာတည်တယ်ပေါ့နော်ကျွန်းတော်ကြီးထဲမှာနေထိုင်ရတာဖြစ်သောကြောင့်တာကဆိုတာကျွန်းပင်ကိုပါဠိလိုတာကလို့ခေါ်တယ်တာကဆိုတဲ့ကျွန်းတော်ကြီးထဲမှာနေရာတည်ဆောင်တာဖြစ်ပြီးနေထိုင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တာကိယလို့ခေါ်တယ်နော်ကျွန်းတော်ထဲမှာနေထိုင်ကြသူလို့အဓိပ္ပာယ်ရတယ်
အဲ့ဒီကျွန်းတော်ထဲမှာမျိုးပြတီထောင်ပြီးနေတဲ့အခါမှာသူတို့မျိုးရိုးကိုသိတ္တမိုးထားတယ်သိတ္တမိုးထားတော့ဒီပြင်မျိုးရိုးတွေမတန့်တာတွေပါလာမှာစိုးသည့်အတွက်ကြောင့်မင်းသား၄ယောက်ကအမနဲ့နှမတွေ9ယောက်ပါလာတဲ့အထက်မှာအမကြီးတစ်ယောက်တော့ဖယ်ထားပြီးတော့ညီမငယ်တွေနဲ့မင်းသားတွေဟာအိမ်အောင်ပြုတ်လိုက်ကြတယ်။ပေါင်နှမအရင်နေအိမ်အောင်ပြုတ်လိုက်တာနော်။အိမ်အောင်ပြုတ်တယ်ဆိုတာပြုတ်ချင်လို့ပြုတ်တာမဟုတ်ဘူး။အမျိုးကိုစောင့်ရှောက်တာသူတို့။ကို့မျိုးကိုတန်ဖိုးထားတာပေါ့။သူများတွေဝင်းမလာစေချင်ဘူး။ဗမာစကားနဲ့ပြောရင်ဖိတ်ချင်းဖိတ်ကို့အိတ်ထဲဖိတ်တယ်။ဗမာတွေကတော့အဲ့လိုလုပ်လို့ရှိတယ်။အိတ်ထဲတော်ဖိတ်ချင်တာနော်။အိတ်ကိုဖောင်းနေအောင်ဖိတ်တာသူက။ဖိတ်ချင်းဖိတ်အိတ်ထဲဖိတ်ဆိုပြီးတော့အဲ့ဒီလိုလုပ်ကြတယ်အဲ့ဒီတရင်ကဘယ်ရောက်သွားတော့ဆိုဥက္ကကမင်းကြီးစီတရင်ရောက်သွားမင်းသားတွေဘယ်လိုနေကြလဲဘာလုပ်ကြလဲဆိုတော့ကျွန်တော်ကြီးထဲမှာမျိုးတည်ပြီးတော့နေကြတယ်တဲ့နှမအရင်နေနဲ့အိမ်တော်ပြုတ်တယ်ဆိုတော့ဘုရင်ကြီးကအေးအမျိုးဆောင်မှုတတ်နိုင်လိုက်ကြတာတကြဝတဘောကုမာရာပရမတကြဝတဘောကုမာရာငါသားတွေမင်းသားတွေကြည်စမ်းအမျိုးကိုစောင့်ကြပါပေတယ်စောင့်နိုင်ကြပါပေတယ်စွမ်းရည်တတ္တိရှိကြပါပေတယ်တတ္တိကောင်းကြပါပေတယ်ဆိုတဲ့စကားလုံးနဲ့စွမ်းနိုင်သူဆိုတဲ့အဓိပ္ပာယ်ရတယ်တကြဆိုတဲ့နာမည်ဥဒ္ဒံဒီစကားလုံးကိုသုံးလိုက်တဲ့အခါအဲ့ဒီကစပြီးတာခိယတွေကိုတကြလို့လည်းခေါ်သွားတာနော်စွမ်းနိုင်သူမျိုးကိုစောင့်ထိန်တဲ့နေရာမှာအလွန်စွမ်းနိုင်သူတွေပဲလို့ဝန္တာစကားပြောတာအဖေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒါနဲ့တကြဆိုတဲ့လူမျိုးခဏခေတ်ထီအောင်ဒီပေါ်နိုင်ငံမှာသူတို့အတန်တွဲနဲ့ပြောရင်စက္ကယဆိုတဲ့တကြလူမျိုးတွေဟာခဏထီအောင်ရှိသေးတယ်ပေါ့ရုပ်ရည်အပြင်ဗမာတွေနဲ့ဆင်းတယ်တိဘက်တို့ဗာမင်းအနွယ်တွေဖြစ်သည့်အတွက်ကြောင့်ဗမာတွေနဲ့ဆင်းတယ်အဲ့ဒါကတကြသမိုင်းမယ်လို့ဒီလိုမှတ်သားကြရတယ်ပေါ့အဲ့တော့ဂေါတမဗုဒ္ဓဟာအာဒိဋ္ဌဆိုတဲ့အနွယ်အဲ့ဒီအာဒိဋ္ဌဆိုတဲ့အနွယ်ကိုပဲဂေါတမလို့လည်းခေါ်တယ်တာကိယလို့မျိုးဆက်အားဖြင့်တာကိယမျိုးရိုးကနေပြီးတော့အခုလို့သာသနာပေါင်းဖရာယဟန်တစ်ပါးအနေနဲ့တရားကျင့်မှုထွက်ခွာလာခဲ့တာတဲ့ဒါကတာဂိဝေတို့ရဲ့သမိုင်းလေးပေါ့အဲ့တော့ဘုရားလောင်းတော်လေးဟာအမည်နာမကတိဋ္ဌထမွေးဖွားလာတဲ့အခါမှာတစ်မျိုးလုံးတစ်ဆွေလုံးကဝမ်းသာကြတယ်အဗ္ဗဓမ္မဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်တူမွေးဖွားလာတဲ့အခါမှာထူးခြားတဲ့အတိတ်နိမိတ်တွေပေါ်ထွန်းလာလို့ဆွေတွေမျိုးတွေရဲ့အကျိုးစီးပွားတွေဟာပို့ပြီးတော့ဖြစ်ထွန်းလာတယ်ခုခေတ်တောင်မှရှိတယ်လေဒီကလေးလေးမွေးလို့စီးပွားတက်တယ်ဆိုတာရှိတယ်နော်ဒီကလေးလေးမွေးမှစီးပွားပြတ်သွားတယ်ဆိုတာလည်းရှိတယ်အဲ့တော့ဘုရားလောင်းလေးမွေးလာတဲ့အချိန်ကျတော့ကိစ္စဝိစ္စတွေကလွယ်လွယ်ကူနဲ့အောင်မြင်ကြတယ်ပေါ့လုပ်ငန်းကင်တာတွေပို့ပြီးတော့ရှင်ပြေးလာအဲ့ဒါကြောင့်မို့လို့တိဋ္ဌထလို့နာမည်ပေးလိုက်တာပေါ့တိဋ္ဌတိဋ္ဌိအဋ္ဌအလုံးလုံးကိစ္စဝိစ္စတွေအကုန်လုံးပြည့်စည်တယ်ချောမွေ့တယ်ပို့ပြီးတော့အောင်မြင်လာတယ်ဆိုတဲ့မင်္ဂလာအတိတ်နဲ့တိဋ္ဌထလို့နာမည်ပေးထားတယ်အဲ့ဒီတိဋ္ဌထမင်းသားလေးအဗ္ဗဓမ္မလည်းဥစ္စာဒနာကျွယ်ဝလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်မိဘကလည်းဥစ္စာဒနာကျွယ်ဝတဲ့မျိုးရိုးမှာမွေးဖွားလာတော့မိဘတွေကလည်းအလွန်အလိုလိုက်တယ်ပေါ့အလွန်လိုလိုက်တယ်သို့တော့ဘုရားပိဋကကျမ်းစာတွေထဲမှာတော့ဘုရားလောင်းလေးကိုပညာသင်ပေးတယ်ဆိုတာထေရဝါဒကျမ်းစာတွေထဲမှာမပါဘူးမဟာယာနကျမ်းစာဖြစ်တဲ့လာလိတဝိထာရကြတော့ဘုရားလောင်းလေးကိုအခရာပညာတို့အခြားတတ်တဲ့ပညာတွေကိုဆရာကနေပြီးကျူးရှင်လာပေးတာတော့ပါတယ်သူတို့ထဲမှာ
တီးသန့်သင်ပေးတာရှိတယ်ပေါ့အဲ့ဒါကတော့လူသားနဲ့ပို့ပြီးတော့ဆန်းတယ်ထူးခြားတဲ့ပုဂ္ဂိုလ်တွေကမသင်မဲ့တတ်တာတော့မဟုတ်ဘူးမြင်လိုက်တာနဲ့လည်းတတ်နိုင်တယ်ကြားလိုက်တာနဲ့လည်းတတ်နိုင်တယ်မိဘတွေအနေနဲ့ကတော့မသင်ပေးပဲနေမှာမဟုတ်ဘူးသင်ပေးမှာပဲဒါကသဘာဝတော့ကြတယ်ပေါ့အဲ့ဒီလိုနဲ့ဘုရားလောင်းတော်လေးငယ်ငယ်ရွယ်ရွယ်နဲ့ပဲ16နှစ်သားမှာအိမ်တော်ချပေးလိုက်တယ်ဒါသူတို့ခေတ်ကငယ်ငယ်ရွယ်နဲ့အခုအိန္ဒိယနိုင်ငံမှာဆို12နှစ်နဲ့တောင်အိမ်တော်ချပေးတာရှိရေဝရသတို့သားတို့ဆို9နှစ်နဲ့အိမ်တော်ချပေးတာရှိဟောအခုခေတ်တော့မတော်ရောပိုးငယ်တာတွေနဲ့အိမ်တော်ကြတာလည်းရှိတယ်နော်အဲ့ဒီမှာဘုရားလောင်းတော်လေးဘယ်လိုသူ့ဘဝမှာချမ်းချမ်းသာသာမင်းသားငယ်ဘဝတုန်းကဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတာကိုအင်္ဂုတ္တရနိကေဒုက္ခမာလတုတ်မှာမြတ်စွာဘုရားကိုယ်တိုင်ကပြန်ပြီးတော့ဟောပြောထားတာရှိတယ်သူနေခဲ့တဲ့ဘဝလေးရဲ့ပြည့်စုံမှုပြောတာစတင်ပြီးတော့အဲ့ဒီတုတ်တံဒုက္ခမာလတုတ်လို့ဆိုတဲ့ဒုက္ခမာလောအဟံဘိက္ခဝေပရမဒုက္ခမာလောအစ္ဆန္ဒဒုက္ခမာလောသူ့ဘဝဟာအလုံးကိုတိမ်တိမ်မွေ့မွေ့ချမ်းချမ်းသာသာဖြတ်တန်းခဲ့ရတယ်တဲ့သူ့ဘဝတုန်းကမိဘတွေကအလိုလိုက်တာဟုတ်အလိုလိုက်ပြီးတော့အင်တာမချမ်းချမ်းသာသာကြီးခဲ့ရတယ်လို့အဲ့ဒီလိုအမိရှိပြီးတော့သူနေဖို့နန်းဆောင်3ဆောင်ဆောက်လုပ်ထားတယ်တဲ့သူ့အတွက်ရည်စူးပြီးတော့ဆောင်းရာသီမှာနေဖို့အတွက်လုံလုံခြုံခြုံနော်အေးဒဏ်ကိုကာကွယ်တဲ့အဆောက်အဦမျိုးနန်းပြတ်သက်မျိုးဆောက်လုပ်ပြီးတော့ထားတယ်။နွေရာသီမှာလည်းအေးအေးမြတ်မြတ်နေနိုင်အောင်အပူဒဏ်ကိုခံနိုင်တဲ့အဆောက်အဦမျိုးဆောက်လုပ်ပြီးတော့ပေးထားတယ်။မိုးရာသီကျတော့လည်းမိုးရာသီနဲ့လိုက်လျောတဲ့အဆောက်အဦမျိုးကိုဆောက်လုပ်ပြီးတော့ပေးထားတယ်။နွေမိုးဆောင်းဆိုတာလို့ရာသီတွေလှည့်ပြောင်းတိုင်းရာသီဥတုတွေဘယ်လိုပဲပြောင်းပြောင်းသူ့ကိုထိခိုက်မှုမရှိအောင်လမ်းပြတ်သက်3ဆောင်မှာအိမ်ဆောင်ကြီးအိမ်ကြီး3လုံးပေါ့နော်အဲ့ဒါလို့လှည့်လည်ပြီးတော့နေထိုင်ကြရတဲ့အကြောင်းကိုဘုရားလောင်းကမြတ်စွာဘုရားကပြန်ပြီးတော့ဟောတယ်အဲ့ဒီလမ်းပြတ်သက်အဆောင်တွေထဲမှာရေကန်ကြီး3လုံးလဲအလှပတူးဖော်ထားပြီးတော့ရေကန်တစ်လုံးထဲမှာဘုံမာကြပန်းနေစိုက်ထားတယ်နောက်ရေကန်တစ်လုံးထဲမှာကြတော့ဒီကြာညိုပန်းနေစိုက်ထားတယ်နောက်ရေကန်တစ်လုံးထဲမှာတော့ကြာပြူပန်းနေစိုက်ထားတယ်ကြာ3မျိုးနဲ့ကံ3ခုဒီလိုအလှပတစားဆင်ပြီးတော့စိုက်ပျိုးထားတဲ့အကြောင်းဒါဖြင့်ဝတ်စားဆင်ရင်တာဘယ်လိုဝတ်စားဆင်ရင်တုံးလို့ဆိုတော့အဲ့ဒီထဲမှာအဝတ်3မျိုးဖော်ပြထားတာရှိတယ်အဝတ်ပုံကနိဝတနာလို့ဆိုရင်အခုဘုန်းကြီးတွေဝတ်တဲ့အဝတ်မျိုးပဲဖြစ်ကောင်းဖြစ်လိမ့်မယ်နော်သင်းပိုင်လိုဟာမျိုးအတွင်းကဝတ်တဲ့အဝတ်ကတခုအဲ့ဒီအတွင်းကဝတ်တဲ့အဝတ်ဟာလေကာတိတိုင်းမှာထုတ်လုပ်တဲ့ကာတိတိုင်းကဖြစ်တဲ့ကာတိတိုင်းဖြစ်အဝတ်ကိုဝတ်တယ်အဲ့ဒီခေတ်ကတော့အကောင်းဆုံးကာတိတိုင်းဖြစ်ဒါကိုဝတ်တယ်ဒီလိုဆိုလိုတာပေါ့နော်ခုခေတ်တော့သင်္ကန်းတွေအကောင်းဆိုဘိုမတို့ဘာတို့ပေါ့အဲ့တော့ကာတိတိုင်းပြည့်အဝတ်ဝတ်တယ်အပေါ်ယုံကလည်းပဲကာတိတိုင်းပြည့်အပေါ်ယုံပဲအဲ့ဒီလိုအဝတ်တွေပေါ်မှာအပေါ်ကနေဆွတ်ချတဲ့အင်ကြီးအဲ့ဒီအင်ကြီးတင်တိုင်းကလည်းပဲကာတိတိုင်းပြည့်ကအဝတ်ပဲတဲ့နောက်ဆုံးခေါင်းပေါင်းပေါင်းတဲ့ခေါင်းပေါင်းစားကလည်းပဲကာတိတိုင်းပြည့်ကခေါင်းပေါင်းစားရတယ်အဲ့တော့ဘုရားအလောင်းလေးဝတ်စင်ပုံလေးကိုပုံဖော်ပြီးတော့ကြည့်မယ်ဆိုရင်ခါကဝတ်ထတာကတခုအပေါ်ကနေပြီးခြုံရမ်းထားတာကတခုအပေါ်ကနေစွတ်ချထားတဲ့အစွတ်ကြီးဝတ်ယုံကြီးကတခုခေါင်းပေါင်းထားတဲ့ခေါင်းပေါင်းကတခုလို့ဒီပုံစံနဲ့ဘုရားလောင်းလေးဝတ်တဲ့အဝတ်တွေကိုဖော်ပြထားတာရှိတယ်။ဒါဖြင့်နန္တာတွေဘာလိမ့်ချေတုံးဆိုစန္ဒကူနန္တာလိမ့်ချေတယ်။အဲ့ဒီစန္ဒကူနန္တာလဲကာတိတိုင်းကလာတဲ့ဟာတဲ့ဒီပြင်နိုင်ငံဒီပြင်ကလာတဲ့ဟာမဟုတ်ဘူးကာတိတိုင်းပြစ်စန္ဒကူကိုလိမ့်နေလို့ဒါက
တော်တော်လေးပြည့်ပြည့်စုံစုံမြတ်စွာဘုရားကဘဝကိုဖော်ပြထားတယ်သူ့ရဲ့အနေအထားတစ်ခုဖော်ပြထားတယ်နေရောညရောအပေါ်မှာထီးဖြူကအုပ်မိုးထားတယ်အပူဒဏ်တို့အေးဒဏ်တို့ဖုံဖုံနေပါလိမကြရအောင်မျက်မှုံမျက်မွားတွေမကြရအောင်အမြဲတမ်းထီးဖြူနဲ့မိုးထားပေးတယ်လို့သူအိပ်ရမှာလည်းထီးဖြူမိုးထားတယ်လို့ဒီလိုဆိုတယ်ပေါ့နောက်ဆုံးမှာသုတ္တရဏမင်းကြီးကဘလောက်ချမ်းသာတယ်ဆိုတာကိုဖော်ပြထားတဲ့စကားတစ်ခုကပါတခြားအိမ်တွေမှာဆိုရင်တဲ့ကြေးတွေကျွန်းတွေအလုံသမားတွေကိုထမင်းကျွေးတဲ့အခါမှာဘာနဲ့ကျွေးတုံဆိုရင်တန်ဖိုးနေတဲ့စကွဲတန်ဖိုးနေတဲ့စကွဲထမင်းကိုချက်ပြီးတော့ပေါ့အုံးရည်လို့ခေါ်တဲ့ဆန်စည်းရည်ကိုအချင်းတဲထားတဲ့ပေါ့အုံးရည်နဲ့ကျွေးတယ်ဒီပြင်ဟင်းမပါဘူးနော်စားလေးနဲ့ငရုတ်သီးလေးနဲ့ဝါတာမျိုးလို့ပေါ့အချင်းလေးတော့အဲ့ဒါလို့စကွဲထမင်းနဲ့ပုံးရည်ဟင်းနဲ့ပဲတခြားအိမ်တွေမှာကျွေးလေးကျွေးထားရှိတော့လဲသုတ္တရဏမင်းကြီးရဲ့နန်းတော်မှာတော့အဲ့ဒါလို့မကျွေးဘူးတဲ့ကျေးတွေကျွန်းတွေလုံသမားတွေကိုဗာပေးတော့ဆိုရင်တာလိမန္တောဒနာကြောက်တောင်တွေမှာစိုက်ပျိုးထားတဲ့တလေးစပါးထိုခေတ်ကထိတ်တန်းစပါးမျိုးတစ်ခုပေါ့ခုခေတ်ဘာစမတီတို့ဘာတို့လိုဟာမျိုးလို့ပြောလိုက်အဲ့ဒီထိတ်တန်းတလေးစပါးနဲ့မန္တောဒနာလို့ဆိုတော့အသားပါတယ်ပေါ့ဓမ္မောက်ထမင်းလိုဟာမျိုးကောင်းကောင်းချက်ပြီးတော့ကျွေးတယ်လို့သူပြောတယ်အဲ့တော့သုတ္တရဏမင်းကြီးကသဘောလည်းကောင်းတယ်ပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်အလုံးပေါ်မှာရက်ရောတယ်ဆိုတဲ့အဓိပ္ပာယ်လည်းပေါ်တယ်အဆန်ရှိတိုင်းလည်းပဲကျွေးမလဲတချို့မတန်ဘူးလို့ပြောကောင်းပြောလိုက်မယ်နော်အဲ့တော့ကျေးတွေကျွန်းတွေအလုံးသမားတွေပဲဖြစ်စီအကောင်းဆုံးဆန်နဲ့တန်ခါနဲ့ကျွေးတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်သုတ္တရဏမင်းကြီးတို့ကတတ်တတ်ဖို့ဆိုတဲ့အဓိပ္ပာယ်လေးပေါ်တယ်ပေါ့တဲလွန်စားတကူတတ်တတ်လို့စားတာမဟုတ်ဘူးတန်ခါစားတယ်အဲ့တော့တန်ခါစားတယ်လို့ဆိုတဲ့နေရာမှာဘာကြောင့်တန်ခါစားကြသလဲဘာကြောင့်တတ်တတ်လို့မစားသလဲလို့ဆိုတန်ခါကယာတိဥဒုဓာန်ကိုပို့ပြီးတော့ခံနိုင်တယ်လို့ပြောတယ်ဟိမောတာတောင်ချေမှာဆိုတော့အေးတယ်အေးတဲ့အခါမှာအသားစားပြီဒီလိုလဲပြောကြတယ်ပေါ့နော်မျိုးစုံပေါ့လေအယူဆမျိုးစုံအဲ့တော့ယာတိဥဒုပူတဲ့နိုင်ငံတွေမှာတော့အသားစားရင်မြန်မြန်ပုတ်လိုက်ဟင်းသီးရွက်စားတာကောင်းတယ်လို့ဒီလိုပြောတဲ့လူရှိတယ်အဲ့တော့ဟိမွန်တာဒေတာတို့လို့အမတန်မှအေးတဲ့နေရာကြတော့တန်ခါတရိစ္ဆာန်ကလည်းပေါ်တယ်ပေါ်တော့အဲ့ဒီတလေးစပါးနဲ့မန္တဆိုတဲ့အသားနဲ့ရောပြီးတော့ချက်ပြုတ်ထားတဲ့တလေးထံပေါက်ဆွမ်းကိုထမင်းကိုကျွေးတယ်လို့ဒီတုတ်တန်အရာအဲ့လိုသိရတယ်ပေါ့ဘုရားလောင်းတော်လေးဟာအခုလိုပြည့်ပြည့်စုံစုံမွေးဖွားပြီးတော့ပြည့်စုံတဲ့ဘဝမှာနေရပေမဲ့လို့နောက်ဆုံးကြတော့ဟောဒါတွေအလုံးကိုဆွန့်လွတ်လိုက်တာပဲဒါတွေအလုံးကိုဆွန့်လွတ်တယ်16နှစ်သားမှာနမေတော်တဝင်းခွဲဖြစ်တဲ့ရတောဒရာနဲ့လက်ဆက်ပြီးတတ်တော်29နှစ်လောက်ရောက်တဲ့အခါမှာသားတော်လေးရဟုတ်လားမွေးဖွားလာတယ်29နှစ်အရွယ်မှာပဲစိတ်ဓာတ်ကလည်းရင့်ကျက်လာရှင်းကျက်လာသည့်အတွက်ကြောင့်မိသားစုကိုမချစ်တာမဟုတ်ဘူးဘုရားလောင်းတော်လေးဟာသူမွေးဖွားလာပြီးတဲ့နောက်မှာလဲ9ရက်သားအရွယ်လေးမှာပဲမေတော်ကဆုံးသွားတယ်မေတော်ဆုံးသွားသည့်အတွက်ကြောင့်မေတော်မာယာဒေဝီရဲ့ညီမတော်ဖြစ်တဲ့ပဇာပတိဂေါရမီက
မေတော်အရာနေပြီးတော့နှုတ်ချိုတိုက်ကျွေးပြီးတော့မွေးခဲ့သူ့သားအရင်ကိုတော့နှုတ်ဒိန်းနေနဲ့ထားပြီးတော့ဘုရားလောင်းကိုကိုယ်တိုင်နှုတ်ချိုတိုက်ကျွေးခဲ့တယ်တူကလေးပေါ်မှာပို့ပြီးတော့မေတ္တာထားတယ်ပေါ့အမတ်လုပ်တဲ့ပုဂ္ဂိုလ်ကတူလေးမွေးဖွားပြီးတော့9 ရက်လောက်မှာဘဝဆုံးသွားတာအဲ့တော့ညီမ2 ယောက်ဟာမိဖွားတာ3-4 ရက်လောက်ပဲကွာခြားမယ်လို့သူပြောနန္ဒမင်းသားက3-4 ရက်လောက်နောက်ကျပြီးတော့မှနန္ဒမင်းသားမွေးဖွားတယ်အဲ့ဒီမှာဘုရားလောင်းရဲ့မေတော်ဆုံးသွားတဲ့အခါညီမတော်မဟာပဇာပတိခောရမီကမေတော်အရာမှာတည်ပြီးတော့ဒီဘုရားလောင်းလေးကိုပြုစုကျွေးမွေးဆောင်ရှောက်ခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့လူဘဝမှာငယ်ငယ်လေးတဲ့ကအမေဆုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခံစားချက်ဟာစဉ်းစားကြည့်ပေါ့လူသားတယောက်အဖေနဲ့ပဲနေရတယ်လို့ဖြစ်တယ်သို့တော့အဲ့ဒီခံစားချက်တွေမရအောင်မသိသေးခင်အရွယ်ကပဲမိတွေးတော်ဂေါရမီမိတွေးတော်ဆိုတာကုက္ကိတော်တချို့အရက်တွေတော့ဘယ်လိုခေါ်တယ်တော့မသိဘူးဘုန်းကြီးတို့အရက်ကြတော့အတော်လို့ခေါ်တယ်အမေရဲ့ညီမကိုအတော်လို့ခေါ်တယ်စာပေကျမ်းကမှလည်းပဲမာတုဆာဆိုတာမာတုပခိနီအမေရဲ့ညီမမိတွေးဆိုတဲ့အသုံးကြတော့အဖေရဲ့နောင်မိန်းမလို့အဓိပ္ပာယ်ရောက်တယ်အဲ့တော့မိတွေးတော်ဂေါရမီဆိုတာအဖေရဲ့နောင်မိန်းမမိတွေးဆိုတာတော့ကောင်းခဲ့တယ်လေနော်မိတွေးရလည်းကောင်းခဲ့တယ်ပထွေးရလည်းကောင်းခဲ့တယ်အဲ့ဒီမိတွေးမျိုးပြောတာမဟုတ်ဘူးအတော်တော်တဲ့ပဇာပတိခောရမီလို့ဒီလိုနားလဲရမယ်အဖေနောင်မိန်းမဖြစ်လို့မိတွေးခေါ်တာမဟုတ်ဘူးအတော်အရင်ဘုရားလောင်းလေးရဲ့အတော်တော်တဲ့မိတွေးတော်ခောရမီသူကနေပြုစုဆောင်ရှောက်ထားလို့ဘဝတစ်ခုဖြတ်တန်းလာခဲ့တယ်အဲ့ဒီလိုဖြတ်တန်းပြီးသက်16 နှစ်အရွယ်မှာရသောတာနဲ့မိဘများကအိမ်တော်ရသားချပေးပြီး29 နှစ်ထိအောင်ဘဝခရီးကိုတက်တာနဲ့ဖြတ်တန်းလာခဲ့ရတယ်29 နှစ်အရွယ်ရောက်တဲ့အခါကျတော့စဉ်းစားဉာဏ်နဲ့ရှိလာခဲ့တယ်နောက်ဆုံးမှာနမိတ်ကြီးလေးပါလို့ခေါ်ကြတယ်ပေါ့သူအိုနဲ့တွေ့တယ်သူနာကိုမြင်ရတယ်သူသေးကိုမြင်ရတယ်ယဟန်ကိုမြင်ရတယ်အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူကိုသူနာသူသေးဆိုမြင်နေကြတာဘာမှတွေးမှမဟုတ်ဘူးနော်တွေးမှမဟုတ်ဘူးဘုရားလောင်းကြတော့စဉ်းစားတဲ့ဉာဏ်ကအမှန်တမ်းကြီးမားတာအဲ့ဒါနဲ့ငါလည်းပဲအိုရအောင်မှာပဲဆိုတဲ့အတွေးဟာရလာသူနာတွေ့တယ်နဲ့ငါလည်းပဲနာတဲ့သဘောရှိတာပဲလို့ဆိုတာကိုယ့်ကိုပြန်စဉ်းစားတတ်တဲ့အလေးထားတယ်သူသိနဲ့တွေ့တော့ငါလည်းပဲသိရအောင်မှာပဲလို့ဆိုတယ်ဒီအတွေးတွေဝင်လာတဲ့အခါကျငါလည်းအိုရအောင်မှာပဲဆိုတဲ့အတွေးကဘာကိုဖယ်ရှားပြစ်နိုင်တယ်လဲလို့ဆိုရင်ကိုနုပြုလို့နုပြုမှုကိုအကြောင်းပြုပြီးတော့တက်တဲ့မန်ရစ်မှုကိုဖယ်ရှားပြစ်နိုင်တယ်ရွတ်ဖနာမထလို့ခေါ်တယ်လူငယ်လူရွယ်တွေမှာတက်တဲ့မန်မျိုးအဲ့ဒီအတွေးကဖယ်ရှားပြစ်လိုက်တယ်စဉ်းစားကြည့်ပေါ့ငါလည်းပဲအိုရအောင်မှာပဲလို့ဆိုရင်နုပြုမှုကြီးပေါ်မှာမောက်မာတာကြာဆင်းသွားနိုင်တယ်ပေါ့ငါလည်းပဲနာရအောင်မှာပဲဆိုတာကိုစဉ်းစားလိုက်တဲ့ဖြစ်ကျမ်းမာတယ်ဆိုတဲ့အပေါ်မှာမာနတက်နေတာတွေလည်းပဲဖယ်ရှင်းပြနိုင်တယ်ငါလည်းပဲသေရအောင်မှာပဲလို့တွေးလိုက်တဲ့အတွေးဟာအသက်ရှင်းနေဖို့အပေါ်မှာမာနတက်နေမှုမှာကြာဆင်းသွားတယ်တနေ့ကိုသေရမှာဆိုတဲ့မှန်ကန်တဲ့အတွေးတစ်ခုကြောင့်မိလျော့ရော့မနေတော့ဘူးဟောဒီအိဗယ်တွေကိုဆောင်းနေပေါ့မထလို့ဆိုတာရစ်မှုတယ်လို့ခေါ်တယ်ယာဓုရဲ့ရှိရင်ယာဓုကိုရစ်မှုတယ်နုပြိုရင်နုပြိုမှုရစ်မှုတယ်ကျမ်းမာရင်ကျမ်းမာမှုကိုရစ်မှုတယ်အသက်ရှင်နေရင်အသက်ရှင်မှုပေါ်မှာရစ်မှုတယ်လူတွေဟာရ
ရင်မှုတယ်ဆိုတာဒီပေါ်မှာအလေးထားပြီးတော့လှုပ်ချင်အောင်လှုပ်တတ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ရင်မှုမှုအဲ့ဒီရင်မှုမှုတွေကိုအတွေးနဲ့ဖယ်ရှားပြီးတော့သွားတယ်နောက်ဆုံးမှာယဟန်ဆိုတာကိုတွေးလိုက်ရတဲ့အခါမှာအေးချမ်းတဲ့ဘဝတစ်ခုထွက်ပေါက်ဆိုတာရှိတယ်လို့သဘောကျသွားတယ်အဲ့ဒီသဘောကျသွားလို့တိဋ္ဌထမင်းသားဟာဘလောက်ပဲခမ်းနားတဲ့စီးတဲ့ဥစ္စာတွေနဲ့ပြည့်စုံအင်မတန်မှရာသီအလိုက်နေထိုင်ရတဲ့နတ်ပြတ်သက်သုံးဆောင်မှာနေထိုင်ရပေမဲ့လို့သူ့စိတ်ထဲမှာပျော်မွေခြင်းမရှိတော့ဘူးပျော်မွေခြင်းမရှိလို့အားလုံးကိုစွန့်လွတ်တယ်ပေါ့မင်းသားဆိုတဲ့အခါမှာပုံတော်တွေကကြံအင်လက္ခဏာဖတ်တဲ့အခါဒီလိုကြံအင်လက္ခဏာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးဟာလူဘဝမှာနေရင်စကြဝဠာမင်းဖြစ်နိုင်တယ်လူဘဝကနေတောထွက်ခွာရှောင်လို့တရားဓမ္မကိုကျင့်ကြံကြိုးကုပ်ရင်လည်းပဲလောကမှာဖျားဆိုတာဖြစ်နိုင်တယ်လို့ဒီလိုအဟောထွက်တဲ့အခါမှာစကြဝဠာမင်းစည်းစိမ်ဆိုတာจิตနှဆရာကြီးပေါ့အဲ့ဒီစကြဝဠာမင်းစည်းစိမ်ကိုလည်းပဲဖျားအလောင်းတော်တွေကဆွန့်လွတ်လိုက်တယ်ပေါ့ဒီလိုဆိုတာပေါ့ဆွန့်လွတ်နိုင်တယ်ဒါဖြင့်ဘာအတွက်ဆွန့်လွတ်တာတော့နောက်ဆုံးမှာ29နှစ်မြောက်မှာတောထွက်တယ်တောထွက်တဲ့အခါဘာတွေကိုဆွန့်လွတ်တာတော့လို့ဆိုမင်းသားရဲ့အခွင့်အရေးအားလုံးကိုဆွန့်လွတ်လိုက်တယ်တုတ်တော်ရဏမင်းကြီးပိုင်တဲ့အမွေအနှစ်တွေအားလုံးဆွန့်လွတ်လိုက်တယ်ယာဓုခုံသိန်းတွေအားလုံးဆွန့်လွတ်လိုက်တယ်မိသားစုဘဝကိုလည်းဆွန့်လွတ်လိုက်တယ်ဟောသူ့ရဲ့ဆွန့်လွတ်မှုတွေကအများဘာအတွက်ဆွန့်လွတ်တာတော့ဆိုအနုတ္တရံတန်တိဝရပဒံပရိယေတမာနောကိဉ္ကုသလကဝေတိလောကမှာအကောင်းဆုံးတရားဟာဘာလဲအပြစ်ကင်းတဲ့တရားဟာဘာလဲငြိမ်းချမ်းရေးကိုပေးနိုင်တဲ့အရာဟာဘာလဲဒါကိုရှာမယ်လူတွေဟာဖြစ်ပြီးတော့အိုးနေကြရတယ်နာကြရတယ်သေကြရတယ်လောကကြီးရဲ့မတည်မြဲတော့လူတွေဒုက္ခမျိုးမျိုးနဲ့ကြုံနေရတယ်အဲ့ဒီလိုကြုံနေတဲ့ဘဝကြီးကလွတ်မြောက်ဖို့စွမ်းဆောင်နိုင်တဲ့ကုသိုလ်တရားဆိုတာဘာလဲအဲ့ဒီကုသိုလ်တရားရဲ့စွမ်းဆောင်မှုပေးလိုက်လို့ရလာတဲ့ငြိမ်းချမ်းမှုဆိုတဲ့အရာကရောဘာလဲလို့ဆိုတာကိုသိချင်အဲ့ဒါအတွက်လောကရဲ့စည်းစိမ်ဥစ္စာတွေအားလုံးဆွန့်လွတ်လိုက်တာဒါကိုတောထွက်တယ်လို့ခေါ်တာပဲဆွန့်လွတ်ပြီးတော့အဲ့ဒီတရားရအောင်ဘုရားလောင်းတော်လေးဟာကြိုးစားအားထုတ်တာ29နှစ်အရွယ်မှာတောထွက်တာလို့ဒီလိုဆိုလိုတယ်ပေါ့နော်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အစပိုင်းဘဝမင်းသားဘဝအခြေအနေကိုတစွန်းတစထို့သုတ်တန်ကနေဖော်ပြထားတဲ့အတိုင်းတစွန်းတစဖော်ပြလို့ပြီးပြီနောက်ရက်တွေမှာဆက်ပြီးတော့ဘယ်ပုံတောထွက်ပြီးဘယ်ပုံတရားရှာခဲ့တယ်ဆိုတာဘလောက်အလုံးလုံးတယ်ဆိုတာဆက်လက်ပြီးတော့နာယူမှတ်သားကြဖို့ပါဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓဟာမြင်မြကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတာသိရှိကြည်ညိုရပြီးမိမိတို့ကိုယ်တိုင်လဲလောကသားတွေအတွက်ဘာလို့ပေးနိုင်မလဲဆိုတဲ့အတွေးတွေပေါ်လာပြီးအများကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့စိတ်ဓာတ်တွေမွေးမြူခြင်းဖြင့်ကောင်းမြတ်သောအနေအထားတစ်ခုကိုဖော်ဆောင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေ
သက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း